စာချေစနစ်ကိုကောင်းမွန်စေပြီးတော့ခန္ဓာကိုယ်တွေကအဆိပ်တောက်တွေကိုဖယ်ရှားပေးနိုင်တဲ့ detox water ကိုကိန်းနဲ့တူလောက်တောက်ကြည့်ရအောင် detox water လုပ်ဖို့အတွက်ပါဝင်ပစ္စည်းလေးကအရန်ကိုလွယ်ကူပြီးတော့ရိုးရှင်းပါတယ်ပါဝင်ပစ္စည်းလေးကကြတော့သခွားတီးရယ်တမျိုးတီးသို့မဟုတ်တများတီးရယ်ပူစီနိုင်ရယ်ပေါ့နော်ကိုတောက်မဲ့ဘူးသို့မဟုတ်ပလင်းထဲကိုပါဝင်ပစ္စည်းလေးကိုထည့်လိုက်ပါမယ်ဒီကတော့လက်ကိုလည်းတခြားဆေးထားပါရယ်နော်ပြီးရင်အထဲကိုရေးထည့်လိုက်အောင်ပါပဲရေလေးပြည့်ထည့်မယ်ပြီးလို့ရှိရင်နာရီပိုင်းပေါ့နော်3-4နာရီလောက်တခြားလေးစိန်ထားလို့ရှိရင်တော့ detox water လေးရပါပြီဒီ detox water တောက်ခြင်းဖြင့်ဘလို့အကျေးကျိုးစုတွေရရှိနိုင်လဲဆိုတော့သူကခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ် metabolism ကိုလည်းမြင့်တင်ပေးတယ်အစာချေစနစ်ကိုကောင်းမွန်စေတယ်ခန္ဓာကိုယ်ရဲ့အဆိပ်တောက်တွေကိုဖယ်ရှားပေးတယ်နောက်ပြီးတော့တမယာသည်ဗီတာမင် C ပါတဲ့အတွက်ကြောင့်မလို့အသားရည်ကိုကြည်လင်လာစေတယ်စိတ်ကိုလည်းကြည်လင်လန်းဆန်းစေရပေါ့နော် energy boost အနေနဲ့လည်းတောက်လို့ရတယ် detox water ကကြတော့ကေကတော့ဒီလိုလေးလောက်တော့ဖြစ်ပါတယ်ပေါင်ဝင်ပစ္စည်းလေးကလည်းရိုးရှင်းရှင်းလေးနဲ့ဝယ်ရလဲလွယ်တယ်အစင်လဲပြည့်ရဲလွယ်လဲလွယ်ကူတဲ့အတွက်ကြောင့်မလို့ဒီ detox water ကေတောက်နေကြပုံစံလေးကိုမျှဝေပေးလိုက်ပါတယ်